ပါရှင် မင်္ဂလာပါ ဂျာမနီကိုလာရောက်အခြေချနေထိုင်ခြင်းနဲ့မြန်မာလူမျိုးတွေအနေနဲ့အင်္ဂလိပ်စာတတ်ထားရုံနဲ့လာရောက်နေထိုင်လို့ရနိုင်ပါသလားရှင် ရပါတယ်အင်္ဂလိပ်ဘာသာစကားတတ်ထားရုံနဲ့တက်လို့ရတဲ့ကျောင်းတွေဂျာမနီမှာအများကြီးပါအင်္ဂလိပ်ဘာသာစကားတတ်ထားရုံနဲ့တက်လို့ရတဲ့တက္ကသိုလ်တွေလည်းအများကြီးပါအင်္ဂလိပ်ဘာသာစကားတတ်ထားရုံနဲ့လုပ်လို့ရတဲ့အလုပ်တွေလည်းဂျာမနီမှာအများကြီးပါဂျာမန်ဘာသာစကားတတ်ထားတယ်ဆိုရင်ဂျာမနီမှာနေတာဖြစ်တဲ့အတွက်နေ့စဉ်နေထိုင်ရေးနဲ့လူမှုဆက်ဆံရေးတွေမှာအများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်အဲ့ဒီအပြင်ကိုမှဂျာမန်ဘာသာစကားတတ်ထားလို့ရှိရင်ဂျာမနီနိုင်ငံအပြင်ဩစတြေးလျနိုင်ငံနဲ့ဆွစ်ဇာလန်နိုင်ငံမှာအလုပ်သွားလုပ်ခြင်းလဲလုပ်ရတာလွယ်ကူပြီးတော့အဆင်ပြေပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ဩစတြေးလျနိုင်ငံမှာလဲမိခင်ဘာသာစကားသည်ဂျာမန်ဘာသာစကားဖြစ်လို့ပါ။ဆွစ်ဇာလန်နိုင်ငံမှာလဲအစိတ်ပိုင်းတော်တော်များများကမိခင်ဘာသာစကားသည်ဂျာမန်ဘာသာစကားဖြစ်နေလို့ပါ။တကယ်လို့မြန်ဂျာမနီမှာနေပြီးတော့အများအားနေထိုင်ခွင့်လိုချင်တဲ့လူပဲဖြစ်ဖြစ်ဂျာမနီမှာနေပြီးတော့နိုင်ငံသားဖြစ်ချင်တဲ့လူပဲဖြစ်ဖြစ်အဲ့ဒီလူတွေအတွက်ကတော့ဂျာမန်ဘာသာစကားအတိုင်းအတာတစ်ခုထိတတ်ထားဖို့လိုပါလိမ့်အဲ့ဒီအတိုင်းအတာတစ်ခုထိတတ်ထားဖို့လိုတဲ့ဘာသာစကားတွေကောတခြားလိုအပ်ချက်တွေကောကိုပြင်ဆင်ပေးတဲ့အစီအစဉ်ဒီအေကောမှာရှိပါတယ်အဲ့ဒီအစီအစဉ်ဒီ6လနေပြီးတော့8လထိကြာပါတယ်အေကောနဲ့ဆက်သွယ်ပြီးတော့တိုင်ပင်လို့ရှိရင်ကြံတဲ့အားတွေအကုန်လုံးအဆင်ပြေသွားပါလိမ့်မယ်ကျေးဇူးပါ ကျေးဇူးတင်ပါတယ်ရှင်